လူဆိုတာအိုမင်းသွားရင်အများကယွန်းလာတယ်နော်အဖိုးကြီးဆိုနန်းနဲ့အမေကြီးဆိုနန်းနဲ့ဖြစ်လာအဲ့လိုဖြစ်တတ်တယ်ဒါကြောင့်မို့လို့အသက်အရွယ်ကြီးလာပြီဆိုလို့ရှိရင်နေရာတကာမှာပါနဲ့ကိုယ်ကိုအေးဆေးဆေးလေးနေပြီးနေရအခုဘုံဗုဒ္ဓကထေရီမဆိုလို့ရှိရင်အဲ့လိုပဲသားသမီးတွေကမကြည်တဲ့အခါမကြည်ပြူတဲ့အခါမှာဘိက္ခုနီဝတ်လိုက်အဲ့ဒီဘိက္ခုနီလည်းဝတ်လိုက်ကျန်တဲ့ဘိက္ခုနီတွေကရောကြည်ပြူသလားလို့ဆိုတော့သူ့ဝိုင်းခိုင်းကြတာနော်အဖွားကြီးဟွာလှုပ်ပေးအောင်ဒါလှုပ်ပေးအောင်ဒီလိုဟာတွေဖြစ်တယ်သူကဝါတဲ့ဗျာဆိုဝါငဲနေတယ်လေဝါငဲနေတော့သူ့ကိုခိုင်းတယ်အဲ့တော့ဘိက္ခုနီမတွေငယ်ငယ်ရွယ်ဝါကြီးတဲ့ဘိက္ခုနီမတွေကဘာလုပ်ကြတော့ဆိုတော့ဘိက္ခုနီမတွေဆိုတာတလကို2ချိန်လာပြည့်လာွယ်တွေမှာတန်ဃာတွေစီသွားပြီးတော့ဩဝါဒခံယူဖို့ချင်းကပ်ရဒါဝိနည်းသိက္ခာဘုရားစိကံနော်ဘိက္ခုတန်ဃာတွေစီသွားပြီးဩဝါဒခံယူဖို့ချင်းကပ်ရတယ်သို့မဟုတ်ဩဝါဒသွားပြီးနာရတယ်အဲ့ဒါလို့နာတဲ့အခါမှာသူ့ကိုကြောင်းဆောင်ခိုင်းထားခဲ့တယ်ကြောင်းဆောင်ခိုင်းရနေမကဘူးရင်နှွေးကြိုထားလိုက်နော်သူလည်းဝါကြီးတဲ့ဘိက္ခုနီမတွေကကြောင်းနေဝါရင်နှွေးကြိုထားလိုက်ပါလို့မှာပြီးတော့သူတို့ကတော့အဲ့ဒါတန်ဘိက္ခုတန်ဃာတွေစီသွားပြီးတော့ဩဝါဒနာကြအဲ့ဒါကိုသူပြန်ပြောပြတာလေးရှိတယ်တဒါဥဒကမဟိတဝါဩခိရိတဝါနဂုံပိယသူဟာရေခတ်ပြီးတော့ရင်နှွေးကြိုတဲ့အိုးကြီးတွေကိုသူလောင်းထည့်ရတယ်တဲ့စုံလေထပိတဝါအာတိနာတတောစိတ်တံသမာတဟိရေအိုးလေးကောင်းမွန်ရွက်ရင်ကနေပြီးတော့တရားလဲအာထုတ်အဲ့ဒါလိုကြိုးစားအာထုတ်စိတ်တည်ငြိမ်အောင်သူကြိုးစားအာထုတ်ခဲ့တယ်သူကလုံလဝိရိယအသက်ရွယ်လဲရလာတဲ့အခါမှာတန်ဝေကတွေကလည်းရလုံလဝိရိယတားကြိုးစားတယ်အမြဲတမ်းတရားအထုတ်တယ်ဒါမို့ထိုင်းမနေဘူးအိတ်မနေဘူးအသက်ကြီးပြီအမြဲတမ်းလှုပ်ရှားပြီးတော့ကြိုးစားနေတိုင်နေရှိတဲ့အဆောက်အဦမှာဆိုရင်တိုင်ကိုကင်ထားတယ်တိုင်မိမှာဆိုလို့ညမှာတစ်ပင်ရှိတဲ့နေရာဆိုရင်တစ်ပင်ကိုကင်ထားပြီးတော့ရက်ပြီးတော့တရားအထုတ်တယ်ဈဉ္ညာလျှောက်တယ်အဲ့ဒါလိုကြိုးစားအထုတ်မှုပြင်းပြင်းထန်ထန်ကြိုးစားအထုတ်တယ်အဲ့ဒီအချိန်မှာသူရင်ရွေးကြုံနေအဲ့ဒါလိုတရားထုတ်တယ်တမာရီရလာတဲ့အခါမှာခန္ဒီအနိစ္စတော်ဒိဋ္ဌောသူတဏ္ဍမှာရှိတဲ့ခန္ဓာသူတော်ဘာတဏ္ဍမှာရှိတဲ့ခန္ဓာသူတဏ္ဍမှာရှိတဲ့ခန္ဓာကိုမမြဲတဲ့အနေအထားသူရှုမြင်လာအကျမ်းမြင်ပြောမယ်ဆိုရင်သူငယ်ငယ်တော့ရုပ်ရည်တွေပဲရှိတော့မှာတော့အဖွားအိုကြီးဖြစ်တယ်အဲ့တော့ယုတ်တရားတွေဟာမမြဲဘူးဆိုတာကိုသူသဘောပေါက်အဲ့ဒီကနေပူပြီးအသေးတစိတ်သဘောပေါက်လာဒုက္ခဒေါသအနတ္တဒေါမမြဲတဲ့သဘောတွေကနှိမ့်ဆက်နေသည့်အတွက်ကြောင့်ဒုက္ခကိုယ်အလိုတိုင်းဘာတစ်ခုမှမဖြစ်လို့အနတ္တဆိုတဲ့အနိစ္စမြင်လို့ရှိရင်ဒုက္ခလည်းမြင်သွားတယ်အနတ္တလည်းမြင်သွားတယ်လက္ခဏာ၃ပါးတင်ပြီးသူ့ရဲ့ခန္ဓာရဲ့အနေအထားတစ်ခုကိုရှုမြင်သုံးသပ်တယ်အဲ့ဒါလိုရှုမြင်သုံးသပ်ခြင်းကနေခေပိတဝါအာသဝေတပ္ပိကာမသဝဘဝသဝဒိဋ္ဌသဝအဝိဇ္ဇသဝလို့ဆိုတဲ့အာသဝနေပဲအလွန်ကျယ်ပြီးတရားတွေမှာဖြစ်လိရှိတဲ့တဏှာရဲ့ဒိဋ္ဌိရဲ့မောဟရဲ့ဆိုတဲ့ဒီသဘာဝတရားတွေအလုံးကုန်ဆုံးသွားဆိုလိုတာအာသွားတယ်ကုန်တာမဟုတ်ဘူးကိလေသာတွေအလုံးကုန်ခန်းသွားတယ်ကျင့်ကြံကြုတ်ကိုအားထုတ်လိုက်တာကိလေသာတွေကုန်ခန်းပြီးတော့အရတ္တဖို့သူရောက်သွားတယ်တဲ့သူကြိုးစားအားထုတ်တာအဲ့ဒါလို့ကြိုးစားအားထုတ်တဲ့အချိန်မှာမြတ်စွာဘုရားကရောင်ကြီးတော်တွေလွတ်ပြီးသူ့ကိုအားပေးစကားပြောတယ်သူဟာလဲတကယ်ကိုအသိဉာဏ်တွေကယဉ်လာပြီးတော့ကြိုးကြိုးစားစားရင်နှွေးကြိုးကိုကြိုးစားရင်ကနေပြီးတရားအထုတ်လိုက်တာထူခြားတဲ့အသိဉာဏ်တွေရတော့ကိလေသာတွေကုန်ခန်းပြီးတော့ယဟန္တာမဖြစ်သွားတယ်မြတ်စွာဘုရားရဲ့အားပေးစကားကဘာတော့ယောသဝတ္တတတံဇီဝေကုတိတောဟိနဝိရိယောပြင်းပြင်းရီးရီးဘာမှမလုပ်ဖဲတရားမထုတ်ဖဲနဲ့ပြ
ပြင်းပြင်းကြီးနဲ့အသက်တရားရှင်းနေတာမမြတ်ပါဘူးဧကဟံဇိဝိတသေယောဝီရိယမာရဘတောတလအကုသိုလ်တရားတွေမဖြစ်အောင်ကြိုးစားဖို့ဖြစ်လာတဲ့အကုသိုလ်တရားတွေဖယ်ရှားဖို့ကြိုးစားမဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်လာအောင်ဖြစ်ပြီးသားကုသိုလ်တရားတွေတိုးပွားလာအောင်ကြိုးစားမှု၄ရပ်နဲ့ကြိုးစားအထောက်နေတဲ့ပုဂ္ဂိုလ်ဟာတနေ့ပဲရှင်ပါစေတနေ့ပဲအသက်ရှင်ပါစေအလွန်မြတ်ပါတယ်အကျိုးမြတ်တွေအများကြီးရပါတယ်လို့မြတ်စွာဘုရားကဒီဆုံးမစကားလေးနဲ့အားပေးလိုက်တဲ့အခါသူကယန္တမကြီးဖြစ်သွားတယ်နော်ကြိုးစားအထောက်နေတဲ့ပုံမှာတန်ဖိုးသိသွားပို့ပြီးတော့အားပေးလိုက်တဲ့အခါမှာပို့ပြီးတော့အားတွေတက်လာပြီးတော့အတိညာနဲ့ရင်းကျက်လာတဲ့အခါမှာအဲ့ဒီလိုယန္တမကြီးဖြစ်သွားတယ်တဲ့နော်ယန္တမကြီးဖြစ်သွားတာအဲ့လိုယန္တမကြီးဖြစ်သွားတော့ခုနကဘေကုဏီမငယ်ငယ်တွေကရေနွေးချူခိုင်းထားရတယ်သူကတော့တရားထုတ်နေတော့ရေနွေးရေအိုးတော့ထည့်ထားလိုက်ထည့်ထားပြီးအောက်ကမီးမထိုးဘူးထမရဲ့တရားထုတ်နေတော့မေ့နော်မီးမထိုးအဲ့တော့ဟိုဘေကုဏီမတွေကပြန်လာတော့အဖွားကြီးဘယ်မလို့မီးဘယ်မလို့ရေနွေးဆိုတဲ့အခါကျအဲ့ကြတော့မှသူကအဲ့ဒီအချိန်မှာဇန်နေအဘိညာဉ်နေနဲ့ယန္နာမကြီးဖြစ်နေပြီလေယန္နာမကြီးဖြစ်နေတော့ချက်ချင်းတေဇောကတိုင်းဝင်သွားပြီးတော့ရေနွေးဦးဟာချက်ချင်းခါတဲ့ပွက်ဆူသွားအောင်လုပ်လိုက်တယ်အဲ့ဒီကြတော့မှသူယန္နာမကြီးဖြစ်မှန်သိတော့ကျန်တဲ့ဘိက္ခုနီမတွေကခါတိုင်းလိုမလေးမစားမလုပ်ရဲကြတော့ဘူးလေးလေးစားစားကြည်ညိုအားထားရတဲ့ဘိက္ခုနီမဖြစ်နော်အသက်အရွယ်ကြီးတာအဲ့ဒါလို့ကြိုးစားအထုတ်လိုက်တဲ့အခါမှာယန္နာမကြီးဖြစ်သွားလို့ဇာနေပင်ညင်နေရလာတယ်ရှင်နွေးဦးချက်ချင်းပဲသူဒိဋ္ဌာလိုက်တာနဲ့ရှင်နွေးရောအခိုးတစ်ထောင်ထောင်ထွက်ပြီးရှင်နွေးရသွားတယ်နော်အဲ့ဒီမှာဟိုဘိက္ခုနီမတွေကလန့်ဖြန့်ပြီးတော့သူ့ကိုကြည်ညိုလေးစားစွာဆက်ဆံကြတယ်အဲ့ဒါသူ့ရဲ့ဘဝစာကြောင်းဟာဂေါရဝဘုရားရဲ့လက်ထက်မှာဒီလိုကြုံတွေ့ရတယ်တဲ့